ရိသတ်တွေကိုတမိုးထိုင်းရမယ်ဆိုတဲ့ကားရက်ရဲ့အယူဆကိုပြပြခဲ့တဲ့အာမက်မိုက်ကယ်ခါရစ်ကမန်ချက်စတာယူနိုက်တက်ရဲ့ယာယီနီးပြရာတို့ကိုရရှိပြီးကြတဲ့ကပရိသတ်တွေအချစ်တော်နီးပြတယောက်ဖြစ်လာခဲ့ပါတယ်။ကာရစ်ကစားသမားဘဝတုန်းကလည်းပရိသတ်စိတ်ကြိုက်ကစားသမားတူဖြစ်ခဲ့ပြီးတော့အနေအေးတဲ့သူ့ရဲ့စိတ်ထားကတော့ချီကျူးစရာဖြစ်ခဲ့ပါတယ်။အခုလိုမျိုးပထမဆုံးငါးပွဲမှာရှုံးပွဲမရှိအောင်စွမ်းဆောင်ပြခဲ့တာကလည်းကာရစ်ရဲ့အရေးချင်းတစ်ခုပဲဖြစ်ပါတယ်။ကာရစ်အနေနဲ့အခုလိုမျိုးနိုင်ပွဲရအောင်လို့ကစားသမားတွေကိုကြွားပေးနိုင်ခဲ့တာကလည်းတစ်ခုတည်းသောအကြောင်းပြချက်ပါပဲ။အဲ့ဒါကတော့ပရိသတ်တွေကိုတမိုးထားရမယ်ဆိုတဲ့သူ့ရဲ့ခံယူချက်ပဲဖြစ်ပါတယ်။ဒါကိုအာမက်က Manchester Evening News နဲ့အင်တာဗျူးမှာပြပြလာခဲ့ပါတယ်။အာမက်ဒီယာလိုဟာနီးပြခါရစ်လက်ချက်မှာပုံမှန်ပွဲထွက်ခွင့်ရရှိနေသူပါရှင်။ကာရစ်တယာ United ရဲ့ယာယီနီးပြရာတွေကိုစတင်ရရှိခဲ့စဉ်ကကြိုဆိုခဲ့တဲ့ကစားသမားတွေထဲမှာအာမက်လည်းပါဝင်နေပါတယ်။ကာရစ်ကအသင်းအတွက်အရေးကြီးတဲ့ပုံကိုတူဖြစ်ပြီးတော့သူရဲ့ခံယူချက်က Manchester United အသင်းနဲ့ပုံမှာပဲရှိတဲ့အကြောင်းအာမက်ကအခုလိုပဲပြပြခဲ့ပါတယ်။ကာရစ်လိုနီးပြရှိနေတာက Manchester United အတွက်အရေးကြီးတယ်လို့ကျွန်တော်ထင်နေ။ဘာလို့လဲဆိုတော့သူက Manchester United အကြောင်းကိုကောင်းအဆခြေဆုံးအားလုံးသိနေလို့ပါပဲ။ကျွန်တော်တို့ဟာဒီအသင်းအတွက်ဘာလို့ကစားပေးနေရတယ်လဲဆိုတာကာရစ်ကပြောပြဖို့ပါတယ်။ပြီးတော့ပွဲမစခင်မှာကျွန်တော်တို့ကိုသူအမြဲပြောတဲ့စကားတစ်ခွန်းရှိပါတယ်။မင်းတို့အတွက်ကစားနေတာမှန်ပေမဲ့ပရိသတ်တွေအတွက်ကစားနေကြတယ်ဆိုတာမမေ့နဲ့အောင်ဆိုတဲ့စကားကိုသူကပြောလို့ရှိပါတယ်။ပရိသတ်တွေကအသင်းတက်ဘလောက်ထိအရေးပါလဲဆိုတာကာရစ်ကကျွန်တော်တို့ခေါင်းထဲကိုအမြဲရိတ်သွင်းပေးထားပါတယ်။ကျွန်တော်တို့ကလည်းပွဲရဲရောက်ရင်ပရိသတ်တွေအတွက်ပဲကစားပေးနေကြတာပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်အနိုင်ရလို့စိတ်ရှိပြီးတော့ပရိသတ်တွေကိုတစ်ခုခုပေးနိုင်ဖို့အတွက်အမြဲတမ်းကြိုးစားနေပါတယ်။သူရှိနေတာကပျော်ဖို့ကောင်းပြီးတော့အသင်းမော်တွေကလည်းလေ့ကျင့်ခန်းမှာပျော်ရွှင်နေကြပါတယ်။ကာရစ်ကလူကောင်းတစ်ယောက်ပါ။သူကလူတိုင်းနဲ့တအောင်ပေါင်းသင်းနိုင်ပါတယ်။ကျွန်တော်တို့ကံကောင်းတာကတော့ကျွန်တော်ငငယ်လေးကလေးကသူနဲ့ခင်မင်ခွင့်ရခဲ့တာပါပဲကျွန်တော်အသက်18နှစ်ဒီကိုရောက်တော့ကအသင်းမှာကာရစ်ရှိနေသေးပါတယ်ပြီးတော့သူချန်ပီယံရှစ်မှာနီးပြတော့ကလည်းကျွန်တော်နဲ့ပြိုင်ဘက်ဖြစ်ရင်ဆိုင်ခဲ့မှုပါတယ်ဒါကြောင့်ကျွန်တော်သူ့ကိုသိနေတာကြာပြီလို့ပြောတာပေါ့ဆိုပြီးတော့အာမက်ကကာရစ်ပြက်အကြောင်းကိုအသေးစိတ်ပြောပြခဲ့တာဖြစ်ပါတယ်ကာရစ်ဟာမန်စီးတီးအာဆင်နယ်တို့ကိုအနိုင်ယူပြီးတဲ့နောက် United ကိုဥရောပဝင်ခွင့်နဲ့နီးစပ်အောင်လုပ်ပေးထားနိုင်ခဲ့ပါတယ်ကာရီရောက်လာမှ United တစ်သင်းလုံးကလည်းခြေစွမ်းကောင်းမွန်နေပြီးတော့တသမတ်တည်းရှိတဲ့ခြေစွမ်းကိုထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။ကာရီကယာယီနီးပြရာတူနဲ့အသင်းကိုရောက်လာခဲ့တဲ့ဆိုပေမဲ့လက်ရှိပြသနေတဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့်အမြဲတမ်းနီးပြခန့်အဖို့အတွက်တောင်းဆိုနေကြတဲ့ပရိသတ်တွေကများလာခဲ့ပါတယ်။ဒီအဖြစ်ကိုရာသီမကုန်ခင်မှာသိရမှာဖြစ်ပြီးတော့ United တာဝန်ရှိသူတွေကကာရီနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆုံးဖြတ်ပေးသွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကာရီအနေနဲ့လည်း United ရဲ့အမြဲတမ်းနှိပြမဖြစ်ခဲ့ဘူးဆိုရင်တောင်မှအခုလိုမျိုးသူလုပ်ပြနေတာတွေကိုကြည့်ရင်တခြားအသင်းတွေကကမ်းလှမ်းလာမျိုးတွေလည်းရှိနိုင်ပါတယ်။ဒီတော့လက်ရှိအခြေအနေကအသင်းအတွက်ရောကာရီအတွက်ပါနှစ်ဖက်စလုံးအပေါင်းလက္ခဏာဆောင်တဲ့အချိန်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ဆိုရင်ရောကာရီနဲ့ပတ်သက်ပြီးတော့ဘယ်လိုများမြင်ကြလဲဆိုတာပရိသတ်တို့ရဲ့အမြင်ကိုအောက်ကကွန်မန့်မှာမှတ်ချက်ပေးသွားပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။